တခါတော့ကဘရင်ကြီးတစ်ပါးကိုသူ့လက်အောက်ခံနေပယ်တစ်ခုရဲ့နေစားကြီးကလက်ဆောင်ပေးလာပါတယ်လက်ဆောင်ကအလွန်လှပတဲ့တိတ်ငှက်နှစ်ကောင်ပါဘရင်ကြီးဟာဒီလောက်လှပတဲ့တိတ်ငှက်မျိုးတစ်ခါမှမမြင်ဘူးလို့အလွန်သဘောကျနေဘရင်ကြီးဟာတိတ်ငှက်နှစ်ကောင်ကိုငှက်တွေကိုလေ့ကျင့်ပေးတဲ့သူစီကိုလေ့ကျင့်ပေးဖို့အပ်လိုက်တယ်လေ့ကျင့်သူဟာတိတ်ငှက်နှစ်ကောင်ကိုနေ့စဉ်လေ့ကျင့်ပေးနေတာလာပေါင်းတော်တော်ကြာသွားပါပြီတနေ့မှသူဟာဘရင်ကြီးစီကိုအခါစားဝင်ပြီးရှောက်တင်လာတယ်တိတ်ငှက်နှစ်ကောင်ထဲကတစ်ကောင်ကကောင်းကင်အမြင့်ကြီးမှာပြန်ဝဲအောင်လေ့ကျင့်လို့ရပေမဲ့နောက်တစ်ကောင်ကတော့တစ်ပင်ရဲ့အကိုင်းမှာပဲအမြဲတမ်းခိုနားနေပြီးဘေးမှမသွားဘူးအမြင့်ကိုလည်းပြန်မတက်ဘူးပြန်တက်အောင်လုပ်လို့လည်းမရဘူးဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်မျိုးတစ်သက်မှဒီလောက်ကောင်းမာတဲ့တိတ်ငှက်မျိုးအခါမှမတွေ့ဘူးပါဘူးရှင်ဗျာကျွန်တော်မျိုးသူ့ကိုအစာပြပြီးမြှောက်ခေါ်တယ်ရိုင်းမဲဟန်ပြပြီးထောက်လှမ်းတယ်ဒါပေမဲ့တစ်ကိုင်းပေါ်နားနေရကနေလုံးဝကိုမရွှေ့ပြန်ဘူးကျွန်တော်မျိုးလည်းဘာဆက်လို့မှမသိတော့လို့အရှင်မင်းကြီးပေးတဲ့အစ်ကိုခံယူယုံပါပဲရှင်ဗျာအဲ့လိုငှက်လေ့ကျင့်ပေးတဲ့သူကဘရင်ကြီးကိုရှောက်တင်တယ်ဘရင်ကြီးကငှက်လေ့ကျင့်သူဟာသူ့နိုင်ငံမှာတော်ဆုံးတစ်ယောက်ဖြစ်နေလို့သူ့ကိုအပြစ်မယူပဲတိတ်ငှက်ကိုနောက်ထပ်လေ့ကျင့်ပေးဖို့အချိန်ထပ်ပေးလိုက်တယ်လာပေါင်းများစွာကုံလွန်သွားပြန်ပါဒါပေမဲ့တိတ်ငှက်ဟာအရင်အတိုင်းပဲတက်ကိုင်းပေါ်ကလုံးဝကိုတုတ်မြမရွှေ့ပါငှက်လေ့ကျင့်သူလည်းဒီတစ်ခါတော့လုံးဝလက်လျှော့လိုက်ပါပြီဘရင်ကြီးလည်းပရောဟိတ်ပုံနာတွေဘေးဒင်းဆရာတွေကိုခေါ်ပြီးအဲ့ဒီတိတ်ငှက်ကိုတက်ကိုင်းပေါ်ကရွှေ့အောင်လုပ်ခိုင်းတယ်သူတို့လည်းဂါထာမန်တန်တွေရွတ်ပြီးတိတ်ငှက်ကိုတက်ကိုင်းပေါ်ကပြန်တက်အောင်ကြိုးစားလုပ်ကြတယ်ဒါပေမဲ့လေတိတ်ငှက်ဟာအရင်တိုင်းပါပဲတက်ကိုင်းပေါ်ကလုံးဝမရွှေ့ပါဘူးဘရင်ကြီးလည်းတော်တော်စိတ်ပြက်နေပြီအဲ့ဒီတိတ်ငှက်ကိုတက်ပစ်ချင်လာနေတယ်ဒါပေမဲ့အရင်လှပတဲ့တိတ်ငှက်မို့မတက်ရဘူးတနေ့မှလေသမားတယောက်ဟာနန်းတော်အနားဖြတ်သွားရင်အဲ့ဒီတိတ်ငှက်အကြောင်းလူတွေပြောနေကြတာကိုကြားလိုက်ရတယ်သူကမှုမက်တွေကိုတွတ်တွေ့ပြီးတိတ်ငှက်ကိုတိတ်ကိုင်းပေါ်ကနေကောင်းကင်ကိုပြန်တက်အောင်လှုပ်ကြည့်ချင်ကြောင်းပြောလာမှုမက်တွေလည်းဘရင်ကြီးကိုအဲ့ဒီအကြောင်းကိုရှောက်တင်ကြတယ်ဘရင်ကြီးလည်းသူ့မှာလှုပ်ပေးနိုင်တဲ့သူဆိုလို့တယောက်မှမရှိတော့တဲ့နောက်ပိုင်းလေသမားကိုစမ်းလှုပ်ကြည့်ခွင့်ပေးလိုက်တယ်နောက်နေ့မှာမှုမက်တွေကရှောက်တင်ကြလို့ဘရင်ကြီးလည်းနန်းတော်ရဲ့လေသားဆောင်ကိုတွားပြီးကောင်းကင်ရံကိုမောကြည့်လိုက်တယ်ကောင်းကင်မြင့်မှာသူ့သိမ့်ခန့်နှစ်ကောင်မှတူတူပြန်ဝဲနေကြတော့ကိုတွေ့လိုက်ရတယ်ဘရင်ကြီးလည်းအလွန်အားရကျင်တယ်လို့လေသမားကိုရှေ့တော်ဟောဆင့်ခေါ်ပြီးတက်ကိုင်းပေါ်ကနေဘေမှမသွားတဲ့သိမ့်ခန့်ကိုဘလို့များလေ့ကျင့်ပေးလိုက်တယ်လို့လေသမားကိုမေးလိုက်တယ်လေသမားကရိုးရိုးရှင်းရှင်းယူသားစွာပဲဖြေလိုက်တယ်သူနားနေကြတက်ကိုင်းကိုကျွန်တော်မျိုးဓာတ်နဲ့ခေါက်ပစ်လိုက်တယ်အရှင်မင်းကြီးဖေရတဲ့ကျွန်တော်တို့လောကမှာလူဖြစ်လာကြတာအောက်ခြေအစ်စ်မှာပဲကျင့်နေဖို့အောက်ခြေအစ်စ်မှာပဲကျင့်နေပြီးနေကြဖို့မဟုတ်ပါဘူးအမြင့်ကိုပြန်တက်နိုင်ကြဖို့ပါဒါပေမဲ့ကျွန်တော်တို့လည်းမိဘဆွေမျိုးအတိုင်းအဝိုင်းစားတဲ့တက်ကိုင်းတွေပေါ်မှာနားနေရင်တာယာနေကြကိုကိုအားကိုပြီးအပေါ်ကိုပြန်မတက်ချင်ကြဘူးအဲ့ဒီလိုနေရတဲ့ဘဝမှာပျော်နေကြလို့အပြောင်းလဲမလုပ်ချင်ကြဘူးအပြောင်းလဲမလုပ်ရင်ဘဝဟာတိုးတက်မှုရှိမှာမဟုတ်ဘူးဒါကြောင့်မိခိုအားထားနေတာတွေဖြတ်တောက်စွန့်လွတ်ပြီးခုပဲကိုဒူးကိုချုံကြိုးစားဖို့လိုအပ်ပါပြီအမြင့်ကိုရေးကြီးဖြစ်တက်လိုက်စမ်းအမြင့်ရောက်မှကဘာကြီးကိုအပေါ်စီးကမြင်ရတဲ့အရာတာဘလောက်ကောင်းတယ်လဲဘလောက်ခမ်းနားပြီးတော့ဘလောက်ပိုယုံကြည်မှုရှိတယ်လဲဆိုတော့အမြင့်ရောက်ဖို့သူတွေသိကြပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်